Remembering me, discover and see alone. ကျွန်တော်လည်းမင်္ဂလာပါကျွန်တော်ကတော့ crypto ရှင်းလင်းမြန်မာလူယူပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်ဟာလေးကတော့ကျွန်တော်တို့ Binance မှာ gold ဆင်းလို့ပေါ့နော်ဒီမှာဘယ်လို gold ဆင်းအောင်လဲကျွန်တော်တို့ EVA မှာ EVA တစ်ခုမှာ EVA တွေတစ်ခုတည်းတော့မဟုတ်ဗျအများကြီးပဲပေါ့ဒီမှာဟိုကြိုက်တဲ့ EVA မှာ gold သွားဆင်းပေါ့နော်ဒီမှာဒီ error တွေပေးတယ်ဒီမှာဆိုရင်ဒီမှာရှိတယ်ဟိုလို nick sign အကုန်ရှိနေပေါ့နော်ကျွန်တော်ဒီမှာပစ်မှာကျွန်တော်ပူလုံးလောက်ထားတယ်ပေါ့နော်ခုနလေးရကျွန်တော်လောက်တာပါဒီကောင်ကဘာလဲဆိုတော့ကျွန်တော်တို့သူကဒီ new user တွေအတွက်ကじゃဒီအောင်မှာတိတ်တန့်ရှိတယ်အဲ့ဒါပိုင်းဆိုတော့သူက deposit လုပ်ရမယ်ကျွန်တော်တို့ new user တွေကသူတို့ account တွေကိုကျွန်တော်တို့1000 MT token ကို deposit လုပ်တာနော်ဟိုးထားထည့်ပြီးရင်အဲ့ဒါကိုကျွန်တော်တို့ USDT 100ကို deposit လည်းလုပ်ရမယ်ပြီးတော့ USDT 100ကို trade လည်းလုပ်ရမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာ350 MT token ရမယ်ပေါ့နော်သူပြောထားတယ်ကျွန်တော်ဒါတွေကတော့ကျွန်တော်တို့ OACC တွေပေါ့နော် OA account တွေအတွက်ကတော့ကျွန်တော်တို့ဒီထိတ်ဆုံးမှာဒီမှာသူပြပေးထားတယ်ကျွန်တော်တို့ဒီ event ဝင်လာတဲ့ login register ဆိုပြီးအမှကျွန်တော်တို့ register ကိုနှိပ်မယ်နှိပ်ပြီးဒီမှာအောက်မှာ test ရတာပါလဲဆိုတော့သူက trade ခိုင်းတာလား trade ခိုင်းတာအဲ့ဒါ trader ဘာမှမခက်ဘူးဗျာဒီမှာကျွန်တော်က trade ပြီးသားမို့ trade ဆိုတာမပေါ်ဘူးအမှ USDT 900ထိပြည့်အောင်လို့သူ့ရဲ့ MT token ကိုဗျာ trade လုပ်ပေးရမယ် trade လုပ်တယ်ဆိုတာဘာလဲဆိုတော့ကျွန်တော်လည်းတိတ်တော်နာပြောတော့ဒီတိုင်းကျွန်တော်ဝယ်ရောင်းလို့ပဲပြောလိုက်မယ်ဗျာဝယ်ရောင်းလုပ်တယ်သူကဝယ်မယ်ရောင်းမယ်ဝယ်မယ်ရောင်းမယ်ဝယ်မယ်ရောင်းမယ်ကျွန်တော် free ကြီးတော့နည်းနည်းကုန်တာပေါ့နော်ကျွန်တော်နည်းနည်းပပပေါ့ USDT နည်းနည်းပပဒီမှာကျွန်တော်ဒီမှာ trade လုပ်ထားတယ်900 USDT ပြည့်သွားတယ်သူကပြည့်သွားပြီဆိုရင်သူကနောက်ကကျွန်တော်တို့ trade လုပ်လိုက်တဲ့ပမာဏပို့တဲ့ပမာဏကိုသူကဒီမှာကြားမဲ့ token မှာထည့်ပေါင်းပါဒီမှာကျွန်တော်ဆိုရင်89.4 token ပေါ့နော် MT token 4 token ရမယ်ကျွန်တော်ဆိုရင်ဒီမှာ600ကျော်အထိ trade လုပ်ပေးလိုက်တယ်ကျွန်တော်ဒီမှာကျွန်တော်တို့ဒီမှာဒီထက်ပိုပြီးတော့လည်း trade လုပ်လို့ရတယ်ဗျ1000ကျော်1000ကျော်ကြိုက်တလောက်လုပ်လေဒီအောက်မှာကျွန်တော်တို့ရမယ် reward ပမာဏ token ပမာဏပိုများလေပဲအဲ့တော့ဒါတို့စိတ်ကြိုက်တာတော့ကိုလုံနိုင်တယ်လို့လုံနိုင်တာထက်ပိုပြီးတော့လုပ်ရင်ပိုကောင်းတယ်ဗျဗာလဲဒီဘာလို့လဲဆိုတော့ဒီမှာကျွန်တော်ပြမယ်ကျွန်တော်အခုခုနက89เนาะ89ဒီမှာအခုလက်ရှိဈေးနဲ့89ရောင်းမယ်ဆိုကျွန်တော်$13ရမယ်အဲ့တော့ကျွန်တော်ကထားပါတော့100ထိ trade လိုက်မယ်ဗျာဟော sorry 100ထိ trade မယ်ဆိုကျွန်တော်မှာ$15 1000ထိ trade မယ်ဆိုရင်$152လာပြီကျွန်တော်ဒါပေမဲ့ဈေးကပြောလို့တော့မရဘူးပေါ့နော်သူကြောင်းရင်လည်းပြောင်းသွားနိုင်လေပုံတည်တွက်လို့မရဘူးဈေးဆိုတာဒါတွေတခုတော့တည်ထားဦးလို့တယ်ပေါ့နော်အဲ့တော့ IE ကကျွန်တော်ဒီ reward ထည့်မှာပြီးရင်ပေါ်ဆွဲတင်လာကျွန်တော်ဒီမှာဒီကောင်လေးတွေတချို့အရာ deposit တီးတန်းလို့ဒီမှာ new user only အဲ့လိုမျိုးလေးပဲသူကလာတာကျွန်တော်ကတော့ဒီမှာ light shine နဲ့ဒီကောင်လေးတွေ့လို့ကောင်လေးကိုလုံထားပါတယ် sorry line တိတ်မကောင်းလို့ညတာပြီးသွားဆိုတော့ trade တက်လို့မှာကျွန်တော်ဒါဟိုဟာလောက်ထိလုပ်မယ်1000လောက်ထိလုပ်ဖို့တော့စဉ်းစားထားရပါတော့အဲ့တော့ fee လေးကတော့1000လောက်ထိလုပ်မယ်ဆိုရင် 1s 1s ကျော်လောက်တော့ကုန်ကောင်းကုန်နိုင်တယ်ပေါ့အဲ့လောက်ပါပဲကျွန်တော်အဲ့ဒါလေးလာပြောပြတာပါဗလာတော့အောက်မှာလည်း event တွေအများကြီးရှိပါတယ်ကျွန်တော်ပြပါမယ်နော်ဒီမှာဆိုရင်ဗျာ trade လုပ်လို့ရတယ်ဒါကျွန်တော်အခုစလုပ်တယ်ဒါဟိုပါပြီးတော့ဒါထပ်လုပ်တယ်ဒီမှာ USDT 900ထိ trade လုပ်မယ်အဲ့ဒါပြည့်သွားပြီဆိုတာနဲ့900နောက်က trade လုပ်တဲ့ပမာဏမှန်တယ်များဘာသာတို့ဒီရမယ့် reward တွေထဲမှာဒီ token တွေပေါ့နော်ဒီ token တွေအဖြစ်ပြောင်းသွားမယ်ဗျာအဲ့ဒါဒီ token တွေကိုဘယ်ချိန်မှာရမယ်ဆိုကျွန်တော်တို့ဒီမှာ receive announcement ဆိုတာရှိတယ်အမှကျွန်တော်တို့အဲ့ဒါပြီးရင်ဒီ e-line ပြီးသွားတယ်ကျွန်တော်တို့အကောင့်တွေကို token တွေရောက်လာလိမ့်မယ်အဲ့ DI ပြီးအောင်တော့စောင့်ရမှာကျွန်တော်အဲ့ဒါလေးတော့စိတ်ရှိရမယ်ဗျဒါဆိုရင်ကျွန်တော် trade ကားလောက်ပြမယ်ကျွန်တော်တို့ကဒီ limit ကိုမထားတယ်နော် market ကိုထားပြီးပါဒီအဲ့ဒါမှမြင်ရမှာပေါ့နော်ကျွန်တော်ရှစ်ချက်ဖို့ဝယ်လိုက်တယ်နော်ရှစ်ချက်ဖို့ဝယ်မယ်ဒီကျွန်တော်
ဒါလုံးပြရတာပေါ့အမြန်လုံးပြရနော်ဒီမှာပြန်ရောင်းမယ်အမှကျွန်တော်တို့ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်ဆိုရောင်းတာဝယ်တာတော့အတွက်ကိုသူကနှစ်ခုတည်းပဲဗျာဒီမှာကျွန်တော်ဝယ်လိုက်တော့$8 $8S ပေါ့နော်ပြီးရင်ကျွန်တော်ရောင်းလိုက်တာ$8အဲ့တော့$16ဝယ်ရောင်းတစ်ခေါက်လုပ်လိုက်တာနဲ့$16အဲ$16ကိုကျွန်တော်တို့10ကလောက်မယ်ဗျာအဲဆိုရင်160ရပြီအဲဆိုရင်160ရပြီအဲ့တော့900ပြည့်ဘူးဆိုတော့ကျွန်တော်တို့ဟိုလောက်တော့လုပ်ရမယ်အခါ40လောက်တော့လုပ်ရပါနော်လက်တော့နည်းနည်းညောင်းပါဘူးနော်ဒါထပ်ဝယ်လိုက်အောင်မယ်ထပ်ရောင်းလိုက်ဒါဆိုရင်ကျွန်တော်မှာ16နှစ်လီနော်48ရာခိုင်နှုန်းတိုးသွားပြီပေါ့နော်ကျွန်တော် trade လုပ်လိုက်တာဒါ तू က trade လုပ်တာခဏတော့ဝင်ကြည့်ရင် तू ကအဲ့လိုမျိုးတိုးတဲ့ပမာဏရေးပါရင်မပြောဘူးဗျာအဲ့တော့ကိုက trade လုပ်လိုက်တဲ့ trade လုပ်လိုက်ရတာနဲ့ကျွန်တော်တို့ဒီမှာမတက်ဘူးဆိုရင်ဒီ flag ကိုထပ်နေအဲ့ဒါမလုပ်တော့မှမတက်ဘူးဆိုရင်ဗျာခဏတော့ပြစ်ထားလိုက်9မိနစ်10မိနစ်လောက်တက်ကိုဆက်ရှင်းပြီးတော့ပြစ်ထားလိုက်ပြီးရင်ပြန်ဝင်ပြီးတော့ flag လုပ်ကြည့်ရင်ဒီမှာကျွန်တော်ရာခိုင်နှုန်းကတိုးနေပြီမယ်ဒီမှာကျွန်တော်ခုနလုပ်လိုက်တာ30နှစ်ပြည့်ရောက်ပါပြီအဲ့တော့နောက်လဲ trade ထပ်လုပ်ပါမယ်ဒီကောင်လေးလုံးသိနေကြသိတာအကုန်လုံးလုံးသိနေဘာလို့လဲဆိုတော့ television board တွေကသိရမှာဟိုကခွေးစည်းတွေပဲထွက်နေတာဗျာအဲ့တော့ကျွန်တော်တို့ဒါလေးကိုပဲဦးစားပေးလုပ်စီခြင်းနဲ့ကျွန်တော်တခုပြောဖို့မေ့သွားရတာဒီလိုမျိုးကျွန်တော်တို့လုပ်ဖို့အတွက် private KYC အောင်ထားဖို့တော့လို့ရနော် KYC မအောင်ထားရင်လုံးဝလုပ်မရပါဘူးခင်ဗျာ KYC အောင်ထားမှဖြစ်မှာ KYC အောင်တဲ့ account တစ်ခုရှိရလဲကျွန်တော်တို့စာလုပ်လို့ရပါပြီစောင့်လေးကြည့်ပြီးလေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ